move on မလုပ်နိုင်တာမဟုတ်လောက်ရမယ့်အဖြေကိုလက်မှတ်ခံခြင်းထားအခုလူငယ်တွေအများဆုံးကြုံနေရတဲ့ပြဿနာပါလဲဆိုတော့လေလူတယောက်ကိုအရင်ချစ်ပြီးသွားရင်လက်မလော့နိုင်တဲ့ပြဿနာ move on မလုပ်နိုင်တဲ့ပြဿနာပေါ့နော်အဲ့တော့ကျမတို့တချို့ကလည်းလာပြောတယ်ပေါ့နော်ဒီ messenger ထိလာပြောပြီးတော့မှတရက်တည်းနဲ့ move on လုပ်နိုင်တာဟုတ်လို့လားဟုတ်ပါတယ်တကယ်မညာပါဘူးတရက်တောင်မဟုတ်ပါဘူးကျမတညရည်နဲ့တကယ် move on လုပ်နိုင်ခဲ့တာပါပေါ့နော်အဲ့ဒါကဘာလို့လဲဆိုတော့ကိုချစ်လို့ပါအဲ့တော့ပြောချင်တာကလေ move on ကအားလုံးကမလုပ်နိုင်တာမဟုတ်လုပ်နိုင်တယ်ဘာလဲဆိုတော့လေအဖြေကိုလည်းမသိရမအောင်နော်သိရတချို့တွေကလာမေးတယ်အမကျွန်တော် move on မလုပ်နိုင်ဘူးတမီးကိုကောင်းလေးကဘလို့ပြစ်သွားပြီဘလို့ ghost သွားပြီဘလို့ပြစ်သွားဘလို့လုပ်ရမလဲ no အဖြေကကျမစီမှာမရှိဘူးသိလားနော်ယူရိုစီမှာပဲရှိရယ်နော်ဘာလို့လဲသိလားအဖြေရှိပြီးသားကိုလက်မခံနိုင်တာ move on မလုပ်နိုင်တာမဟုတ်လောက်ရမယ့်အဖြေကိုလက်မခံခြင်းကြတာနော်ရှင်းလေးပဲလေသူထားတော့အဲ့ဆိုမှဘာလို့အောင်မှာတော့လိုက်ချော့မယ်လေလိုက်တောင်းမှန်မယ်လိုက်ဆွဲမယ်မရဘူးလားမရတဲ့စိတ်ဆိုရင်ဘာလို့အောင်မှာငါတို့လက်လွှားတော့မယ်လေအဲ့ဒီຢာကိုလက်မခံနိုင်တာပြန်လို့ချင်တာအဲ့ဒါအားတာပဲသိလားအဲ့အားတာကိုနည်းနည်းလေးရှော့ကိုပြန်ပြီးနည်းနည်းလေးပြန်ကြည့်ပြီးချစ်အေးဒါဆိုရင် move on လုပ်တယ်ဆိုတာလေထမင်းစားရေတောက်ဖြစ်သွားပြီသိလားပြောပြမယ်နော်လူဆိုတာကလေအုံနောက်နဲ့နှလုံးသားနဲ့ချိတ်ဆက်နေမှအသက်ရှင်ပြီးတော့မှရှေ့ဆက်နိုင်မှာနော်အုံနောက်ကြီးပဲကြီးထွားနေဒီလူကလုံးဝ selfish တကူကောင်းဆန်တဲ့သူဖြစ်သွားမယ်နှလုံးသားကြီးပဲကြီးထွားနေဒီလူကလေငတုံးငါနော်အတုံးချစရာလူဖြစ်သွားလိမ့်မယ်နော်တကယ်ပြောရအောင်နော်လောကမှာနှလုံးသားနဲ့အုံနောက်နဲ့ my heart connection လို့ခေါ်တယ်ကျွန်မတစ်ခါပြောပြဖို့ဗီဒီယိုတစ်ခုမှာပေါ့နော်အဲ့လိုမျိုးချိတ်ဆက်နေရမှာနှစ်ခုလုံးကအလုံးလုံးနေရမှာနော်နှလုံးသားလည်းကြည့်ရမယ်အုံနောက်လည်းကြည့်ရမယ်ပြီးရင်တစ်ခုခုစဉ်းစားတဲ့အခါမှာနှစ်ခုလုံးရှင်တွဲပြီးစဉ်းစားပြီးဆုံးဖြတ်ရမယ်ဒါဆိုရင်ပိုပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေရမယ်ပိုပြီးတော့မှလွတ်မြောက်နိုင်မယ်ပိုပြီးတော့မှဝမ်းမြောက်ခြင်းတွေရရှိနိုင်မယ်ပေါ့နော်ပြောပြချင်တာကကိုပါကိုချစ်ဖို့လည်းကြိုးစားပါနောက်ဆုံးအနေနဲ့ပြောပြချင်တာကတော့အဖြေတွေကလူတိုင်းမှာရှိပြီးသားပါကိုလိုချင်တဲ့အဖြေမဟုတ်လို့လူတွေကလက်မခံချင်တာโอเคလက်ခံလိုက်ပါရိုးရှင်းလေးပဲเนาะဒီလူတယောက်နဲ့စင်မပြေလဲဘာဖြစ်လဲလောကကြီးမှာလူတန်းပေါင်းများစွာရှိရဲ့ဖျားကိုတော့အကောင်းဆုံးလူပြင်ဆင်ထားပြီးသားအဲ့လူနဲ့မတွေ့ရသေးတာအဲ့တော့เนาะလူတယောက်ကိုစွကြီးလိုက်တွေကပ်ပြီးဖတ်တွယ်နေရမပေမှန်ဟုတ်လားကိုနည်းနည်းလောက်အေးချမ်းနေပြီးတော့ချစ်ကြည့်လိုက်เนาะဒါဆိုလောကကြီးကနေရတာစင်ပြေသွားလိမ့်မယ်လက်ခံပြီးလိုက်ရာတော့ပြောစရာကြီးပဲเนาะအလုံးမဲ့ပျော်ရွှင်စေခြင်းနဲ့လွတ်မြောက်စေခြင်းနဲ့ဒီလို relationship တွေရဲ့အရှုပ်တွေကနေ love you guys bye bye နော်